အားလုံးပဲမင်္ဂလာပါစတကပေါ့ကတ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပေတရုမျိုးရဲ့အချင်းချင်းတွေကိုအနေငယ်ပြပြချင်ပါတယ်တချို့တော်ရသဝင်တွေကပထမဆုံးပြူနိုင်ငံမှာပေတရုဖြစ်တယ်လို့လည်းဆိုရဲပေါ့တချို့တွေကပေတရုမျိုးကဘုရားမပွင့်တဲ့အချိန်ကနှစ်ပေါင်းလွန်ခဲ့တဲ့နှစ်ပေါင်း300ခန့်ပစီ900ခန့်ကနေပြီးတော့တည်ခဲ့တယ်လို့လည်းဆိုကြတယ်တောင်တင်းသမိုင်းနဲ့ပေတရုရသဝင်ကတာတာတက္ကရက်59ခုနှစ်မှာတင်သွဲပြီးတကောင်းပြီလို့လည်းခေါ်ရပါတော့အဲ့ဒီမှာမဟာတန်ဘောကဆူလာတန်ဘောကဆိုတဲ့မြေရှိတဲ့မင်းသားနှစ်ပါးကိုဖောင်းနဲ့မျောပြီးတော့စကိုင်းရက်မှာဆန္ဒမုခီဘလူးမှာဒီနောက်နှစ်ပါးရဲ့ဇာတ်စားတော့ပွဲကိုခုတ်စားတော့လိုက်တဲ့အချိန်ဒီနောက်နှစ်ပါးကဖမ်းပြီးတော့လူစီနှစ်ကွင်လင်းရအောင်ဆိုပြီးတော့ဘလူးမကိုစစ်ကူတာစီတယ်ပေါ့ဘလူးမမဟာတန်ဘောနဲ့အကြောင်းပါပြီးတော့တမင်းငယ်လေးတယောက်ဖွားမြင်ပြီးတော့တောရက်မှာတရင်တုံးနေတဲ့ရတိထံမှာတခြားခဲ့တယ်လို့ဆိုတယ်ရတိကကောက်ယူပြီးကျင်းမွေးပြီးတော့ရွေရောက်တဲ့အချိန်မှာတောင်းတဲ့နဲ့မဆက်ဘူးအနေမီမပေါ်တည်တဲ့အိုးပြီးပြီးတော့ရေခတ်ယူခိုင်းတယ်အိုးကရေဆက်ပြီးတော့ကွဲသွားတယ်ပေါ့ခဏကွဲပါများတဲ့အခါမှာတောဆောင်နဲ့တောင်ဆောင်တွေကဖြက်စီးပြီးတော့ငါအိုးကွဲရတယ်ဆိုပြီးတော့ယူမိတဲ့နဲ့အတွက်ကြောင့်ဘူယိုနေတဲ့အတွက်ကြောင့်ပေါ့နော်ရခင်ဘောကမော်လမတော်ဆက်ခဲ့ဘူးလေပေတရုနမင်းကတရားမင်းကိုမြင်လျှောက်တဲ့အချိန်မှာတရားမင်းကမိမငယ်ကကသဗ္ဗမြတ်စွာရှင်ဖះတော်ရဲ့ဒီလက်ထက်မှာပေါ့နော်လက်ရတော့ရန်ရှင်မြတ်ကိုရက်တောင်ပြည့်ရက်တောင်လှူဒန်းခဲ့တဲ့အကျိုးကြောင့်ဖြစ်လျက်ရန်မှာမဆိုင်ပြိုးပဲနဲ့ပေပင်တို့ပေါက်ရောက်ပြီးတော့ဒီကနတိနန်းနဲ့မခင်ကျင်းပါလေပြီးတော့ပေါ်အတူတူမှလည်းအလိုတန်းကိုပြည့်စုံမဲဆိုပြီးတော့တရားမင်းပြောတာကြောင့်အဲ့ဒီရက်မှာတာလေးတော်ပမာဏကျဲတယ်မြို့တီးမြို့နန်းတွေတစောင်းနေပြအိုးတွေမြို့ရိုးတွေကျုံးမြောင်းနေတော့ပေတရုနမင်းကဗတဲ့တချောင်ပေးလေပေတရုနမင်းဒီချောင်ကန်ပြီးတော့ပေတရုမြို့လို့လည်းအမည်တွန်းလာတယ်အဲ့ဒါပြင်ဟိုအတိတ်ဘဝကဒီပက်ထရာဆူတောင်းခဲ့တာကြောင့်ပေါ့နော်ပက်ထရာဘီလို့လည်းဘီတွင်နေပေါ့တရားမင်းပေးတဲ့ဒုလစီတော်ကြီးရှိတယ်လို့ဆိုရယ်ဒါချင်းဒီပက်ထရာဘီမနဲ့ဘေဒနူမျိုးကဒီဇလန်ချင်းလေးကဆက်ပြီးတော့ဖြစ်ပေါ်လာတယ်ဖြစ်တယ်ပေါ့ဒီဇလန်ကိုဒီခေတ္တပြည်နဲ့ဆက်ပြီးတော့ရှားစမင်းလေးဆိုထားတာရှိရပေါ့ဒီအခါတော့ဒီခေတ္တပြည်ရှင်တရပောင်မင်းကြီးကမြို့ပြကြီးဝက်တွေကိုခွန်တော်နောက်ဖို့ဆိုပြီးတော့ဆေလို့တဲ့အချိန်မှာပက်ထရာဘီတို့ရောက်ပြီးတော့ပက်ထရာဘီကမူမက်တီကခွန်ကောက်တဲ့အမတ်တွေကိုထွက်ပြေးသွားတဲ့အတွက်ပေါ့နော်တရပောင်မင်းကြီးကပက်ထရာဘီကိုစစ်ချီပြီးတော့လမ်းရောက်တက်ခိုက်တယ်ပက်ထရာဘီကလမ်းရောက်တက်ခဲ့တဲ့သူတွေကိုတရားမြင်ပေးတဲ့ဒူလာစီတို့ကြီးတီးပြီးတော့ရံပင်ချောင်းနေပြီးတော့ဗီဒီယိုလိုင်းတစ်ခုထပြီးတော့ပသိချင်းကိုရောက်စီရပေါ့အဲ့ဒီတော့လူယုံသွင်းပြီးတော့ဒူလာစီတို့ကြီးကိုဖျက်ဆီးခိုင်းတယ်မြို့ကိုတိမ့်ပိုက်လိုက်တယ်ဆိုတော့တရပောင်မင်းကြီးကပက်ထရာမင်းသမီးနဲ့တကွာဒီမူမက်တွေကိုတိမ့်ပိုက်ပြီးတော့တေးခဲ့တဲ့တီကိုခေါ်ဆောင်လာတယ်ဒီပြားရအောင်အပမမြောက်လိုက်တယ်ပေါ့ပက်ထရာမင်းသမီးကရှိခင်ဘောဝါကဒီပွေးမလက်ထက်ကနေအညို့ကြောင့်ပေါ့နော်မတန်ရှင်းတဲ့အဝတ်နဲ့စီမံထားတဲ့ဘောဝါကိုတရပောင်မင်းကြီးကိုစစ်တာတရပောင်မင်းကြီးကဘောဝါသုံးပြီးတဲ့ခါမှာဖက်ရှင်ကွဲပြီးတော့ဘုံတစ်ခုနှိမ့်တယ်အဲ့ဒီမှာတရပောင်မင်းကြီးကသူ့မှာမျက်ရှင်ရှိနေလို့လေဆိုထားတယ်ပေါ့နော်တရပောင်မင်းကြီးကမူမက်တွေနဲ့ဒီပဏိပခရှိထားပုံရပါတယ်အဲ့ဒီတော့မူမက်တွေကလည်းမကျင်တတ်ပြီးတော့ပက်ထရာမင်းသမီးကိုဒီတရားသီးနဲ့ဗီဇာဦးလို့အစိတ်ခက်ပြီးတော့ပြီးတဲ့အချိန်မှာမက်ထရိုမင်းကြီးကမင်းသမီးကစားသုံးပြီးတော့နေရဆန်တယ်လို့လည်းပေတရုမျိုးရဲ့တမိုင်းကြောင်းမှာဒီရာဇဝင်တွေမှာလည်းဂျယ်မင်းဖော်ပြထားတယ်တောင်တွင်းရာဇဝင်မှာလည်းဖော်ပြထားတယ်ပေါ့ပေတရုမျိုးကတာနာတက္ကရက်103နှစ်မှာပျက်စီးသွားတယ်လို့လည်းဖော်ပြထားကြတယ်ဒီတခြားသောရာဇဝင်တွေမှာပေတရုမျိုးအကြောင်းချင်းလေးဖော်ပြထားကြတယ်မှန်တမ်းရာဇဝင်တော်ပထမတွဲမှာလည်းတာနာတက္ကရက်66ခုနှစ်မှာဒီအဲ့ဒီမင်းရဲ့ညီတော်ဆူလာတမောကမင်းဖြစ်တယ်ပေါ့သူ့ရဲ့မိဖုရားကမင်းရောဗီတာရီဖြစ်တယ်ဗီတာရီကိုမိဖုရားမြောက်ပြီးတော့အရှင်မင်းဖြစ်အလုပ်ကြီးပြုတဲ့ဒီဆန္ဒမှုကြီးဒီဘလူးမောက်ကိုဝမ်းနေတဲ့အချိန်ထိမ့်မှနဲ့ဒီမင်းကမင်းသားပေတနိုးကိုယူပြီးတော့ပုတ်ပါရွက်မှာရွာပြုတ်တချောင်းနေတယ်လို့လည်းဆိုရပေါ့တောင်တင်းသမိုင်းမှာတောင်တင်းသမိုင်းဒီလင်္ကာနဲ့အမှန်တမ်းရဆိုရင်တော့မှာပဲပေတနိုးမျိုးရဲ့အကြောင်းအရာတွေကကိုယ်ပဲချမ်းသာနေအောင်တွေ့ရတယ်အဲ့ဒါမျိုးတခြားသောရာဇဝင်သမိုင်းမှန်တမ်းစာအုပ်မှာလည်းတင်ပြထားတယ်ပေါ့မြန်မာမင်းအုပ်ချုပ်ပုံလေးဒီစာတန်ဒုတိယရဲမှာလည်းပက်ထရာဘီဆိုတာကြီးပြီလို့လည်းခေါ်တယ်ပက်ထရာဘီတိကျရှိဒီမှာဒီရာဇဝင်တိုင်းမှာအတမကပဲเนาะများသောစပေးမှတ်သားမှာလည်းရှိတယ်လို့ဆိုထားကြတယ်ပေါ့
ပေတလူမျိုးပန်ထရာဘီလို့ခေါ်တဲ့အခေါ်အဝေါ်တွေနဲ့အမီတွေကဆက်လင်းပြီးတော့တိကျတဲ့ထောင်ထားတွေမတူရရှိရတော့ညာလေတန်တိုင်းစကားတွေရာဇဝင်ဆက်ဆက်လက်ခံထားတဲ့ချိန်မှာဒီနေ့တိုင်ပဲဖြစ်တယ်လို့ဆိုရမယ်ဖြစ်တယ်ပေါ့ဆက်လက်ပြီးတော့ဒီခေတ်တရားမျိုးကိုမြန်မာရာဇဝင်တွေမှာလည်းပေါ်ပြထားတယ်တကောင်းမင်းသရိုးမဟာရာဇရဲ့ရောက်ဖတော့အင်ရှင်မင်းခေပတုတ်ကတိုင်းစုံပြည်နာမှာနောက်ဆက်နေတဲ့ဝက်ကြီးကိုလိုက်လံဖမ်းဆီးပြီးတော့ဝက်ကြီးကိုအောင်မြင်ပြီးတဲ့ချိန်မှာတရားတော်ဝင်ကလည်းရပြီးတော့တကောင်းမပြတ်မနဲ့တကြအင်းရက်မှာရတိပြူပြီးတော့နေတယ်တကြအင်းရက်မှာနေတဲ့ပြူမီပြားနန်းခမ်းတဲ့ပြူလိုမျိုးတို့ကကြီးညိုကိုးဝယ်ကြတယ်ရတိမင်းရတမင်မမွေးတဲ့ဗီဒိုရီမင်းကလေးကိုမွေးစားပြီးတော့ဗီဒိုရီလေးရောက်တဲ့ချိန်မှာတကောင်းကတူတော်မင်းသားဆူလာတန်မောနဲ့မဟာတန်မောတို့ကနေပြီးတော့မဟာတန်မောကိုဗီဒိုရီနဲ့ဆုံးမတော်မူစေတယ်ပေါ့အဲ့ဒီနောက်မှာပြူမီပြားနန်းခမ်းတဲ့တကွာပြီးချွေရန်သမင်းတွေကမင်းမရှိပြီးတော့မင်းမရှိဖြစ်တဲ့ချိန်မှာမဟာတန်မောကအိုးမင်းဖြစ်တော့တူပြီးတော့မြို့ကိုလည်းရတိမြို့ဆိုပြီးတမုတ်ပြီးတော့မင်းပြုတ်နေတယ်ပေါ့အဲ့ဒီမှာမဟာတန်မောကလွန်တဲ့ချိန်မှာဆူလာတန်မောကညီတော်ဆူလာတန်မောကမင်းဆက်ဖြစ်တယ်ပေါ့ဗီဒိုရီကိုလည်းမိဖုရားမြောက်ပြီးတော့ရတိမြို့ချစ်ပြီးတော့တီခေတ္တရာတီကိုတီထောင်နေပေါ့ဒီမင်းလွန်တဲ့ချိန်မှာတီခေတ္တရာမျိုးဒီတွတ်ပေါင်းမင်းကမြစ်စော်ပြပြလိုက်တော်မူရတဲ့အတိုင်းကောပရိယတိတကြမင်းနဂါမင်းကလောစန်ဒီဆဘရာဒီမေဒူရာတို့အပူပေါင်းပြီးတော့ချင်းရဖြင့်ဒီတယူဇနာကျဲတယ်ဘဝဖြင့်3ယူဇနာရှိတယ်တခါကြီး32ချက်တကယ်ငယ်32ချက်ဒီကျုံမြောင်ဒီပစ္စင်တစောင်းပြအုပ်စတဲ့မျိုးရင်ကတည်းကညီတဲ့ထူးဆန်းတင်တင်လာတဲ့တေးခကြမျိုးတာတာနှစ်တရားနဲ့တစ်ခုနှစ်မှာတီဟောင်းတော်မူတယ်တတမုံမင်းကပြူမီပြရဲ့တမီတော်စန္ဒတေဝီကိုဒီနဂါမင်းရဲ့တမီတော်ဗီဇန်နီတို့ကိုမိဖုရားမြောက်တယ်အနောက်ခါမှာတော့ပန်ထရာမင်းသမီးကိုစစ်မှတ်ပြုတ်ပြီးတော့တိမ့်ပိုက်တယ်ပေါ့နော်ဘောလုံးကြီးမှပြီးတော့လေမရင်းနဲ့မတ်တွေကောင်းနေတယ်မင်းရဲ့ပြည့်စုံတယ်ပေါ့နဂါဘီကနဂါကြီးလီတော်နဲ့တမီတော်တို့ဆက်တာလာတဲ့အချိန်မှာရာဇဝင်ဒီမှာလည်းဖော်ပြထားတယ်ပေါ့တေခိတ္တဒီရဲ့မင်းဆက်ကိုတတော်မင်း6ဆက်ဆိုပြီးတော့လေဟုတ်တယ်ဆူလာတန်ဘောကမဟာတန်ဘောကအပါဝင်ဆက်ဆက်ရှိရလို့လည်းဆိုရတယ်ဒီမင်းတွေရဲ့အဆုံးမှာဒီတီရီရမင်းလက်ထက်မှာတားတော်ဆက်ဆံမရှိတဲ့ချင်းမရှိဘူးပေါ့တပါးသောမျိုးကောင်းတဲ့မျိုးကောင်းသားနဲ့သမီးတော်တို့အထိမ်းများပြီးတော့အရှင်မင်းပြထားပြီးတော့အာတဘာမင်းဆိုပြီးတော့အမိတွင်စေတယ်အာတဘာမင်းဆက်ကလည်း16ဆက်တောင်ရှိရဲလို့ဆိုတယ်တေခိတ္တဒီမှာစိုးစံတော်မရခြင်းနောက်ဆုံးမင်းဆက်ကတက်ကရီဖြူတဲ့သူ့မွန်ဒရင်းမင်းသားတော့သူပညာနဂရစိန်တာမင်းဖြစ်တယ်ပေါ့ဒီမင်းရဲ့လက်ထက်မှာအိုဆိုးစင်တဲ့အချိန်မှာပေါ့တိုင်းပြည်မငြိမ်မသက်တွေဖြစ်တယ်ဒီဖြစ်နေတဲ့အချိန်မှာပဲတနေ့မှာလေပွေမုန်တိုင်းကြပြီးတော့မင်းလေးတို့ဦးကသကောလွန်သွားတဲ့ဟာကိုငါသကောဆိုပြီးတော့အော်ပြီးရေပေါ့အဲ့ဒီမှာမငြိမ်မသက်တွေဖြစ်တယ်တိတ်တန့်နေရဲ့ချိန်ဖြစ်ပြီးတော့စစ်မှတ်တွေချစ်တက်လာပြီးဆိုပြီးချင်းမြင်ပြီးတော့ပြည်သူတွေတုံးစုကွဲပြီးတော့သူ့မွန်ဒရီမင်းဖြိုခွင်းကျွန်းတက်ဂရက်ကို16ရာစုAD 95မှာတေယူခရပြီးတစည်းသွားတယ်ပေါ့ရာဇဝင်တွေမှာတေယူခရဒီကျွန်တော်နေရာစပြီးတော့ပြတ်သုံးတဲ့အထိကိုမင်းဆက်အကြောင်းတွေကိုရာဇဝင်ဆက်မှာလဲပြည်စုံလုံးကျေပွင့်ဖော်ပြနေရအောင်လဲတွေ့ရတယ်ပေါ့ကမ္ဘာမွေနဲ့မတန်းဝင်စင်းဖြစ်ခဲ့တဲ့ပြူမျိုးတွေကရာဇဝင်သမိုင်းကြောင်းရစိတ်ဝင်စားတဲ့ပုံကိုရှင်းအောင်ဆက်မှာလဲဆက်ကိုလက်ခံထားတဲ့ဒီမဟာဝင်ရာဇဝင်ကျုပ်တွေနဲ့ရှင်းအောင်စာပေလင်းကတွေမှာနေပြီးတော့လေအကုန်လုံးထုံးလို့တင်ပြထားတယ်ပေါ့နော်ရှင်းအောင်ရာဇဝင်သမိုင်းနေဆိုတာကကျိုးဒီရင်မရှိခြင်းတွေနဲ့စဉ်းစားချက်တွေတွေ့တော့ပြီးတော့တွေ့တော့မရသေးဖြစ်ပါတယ်အမီတို့ပင်ဆိုသေးတာမို့ယနေ့ခေတ်လက်မောက်ခေတ်တုတင်နာပြုလုပ်ချက်တွေနဲ့ရှင်းကြည့်မယ်ဆိုရင်ရာဇဝင်တွေရဲ့အဆိုကပုံမြင်သဘောစနစ်သဘက်သဘောဆက်ဆံဖြစ်နေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ရှင်းဆက်လူကြီးသူမတွေရဲ့နှုတ်ဖြင့်၎င်းဒီစာပေဖြင့်၎င်းပေါ့နော်လူကြီးသူမတွေရဲ့လက်ဆင့်ကမ်းတည်ဆောင်လာတဲ့ရာဇဝင်တွေကိုဖြစ်ပယ်ထားပြီးတော့မကောင်းပါဘူးဆက်လက်မှန်ကန်တဲ့ထောက်ထားတွေရရှိပြီးတော့ရာဇဝင်တွေကရှင်းပြီးတော့တုတင်နာပြုလုပ်သွားမယ့်အရာတွေဖြစ်ပါတယ်ယခုကရှင်းအောင်တုတင်ဒီရဲ့ကျိုးပန်းချက်တွေရောက်လူမှုတော်တွေကတိုင်းနိုင်ငံတစ်ခုဖြစ်ရရုပ်ဖြစ်ပေါ့နော်လူလင်မှုစင်တန်းယဉ်ကျေးမှုဒလိထုံးစံနေကိုယ်ဝယ်ယုံကြည်မှုစသဖြင့်စင်တန်းမြင်မာတဲ့မြို့တော်ကြီးဖြစ်ကြောင်းကိုဖော်ထုတ်ပြီးတော့ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်